ဓာတ်ဆီဒီဇယ်ဆော့တဲ့လောင်စာဆီတွေကိုတခြားနိုင်ငံတွေမှာဘယ်လိုမျိုးအဆင့်ဆင့်ထုတ်လုပ်လဲဆိုတာသိရအောင်ဒီဗီဒီယိုကိုမျှဝေပေးလိုက်ပါတယ်ပထမဦးစွာဒီရေနံစိမ်တွေကိုရေနံချက်စက်ယုံစီပို့ဆောင်ပြီးအပူချိန်390ဒီဂရီဆယ်ဆီယပ်စ်ဝန်းကျင်အထိအပူပေးရပါတယ်အဲ့ဒီနောက်မှာတော့ပူနေတဲ့ရေနံတွေကအေယာမှပေါင်းကန်မျောစင်းကြီးရဲကိုရောက်ရှိသွားပါတယ်မျောစင်းတွင်းမှာရေနံငွေ့ဒီအပေါ်ကိုတက်သွားတဲ့အခါအပူချိန်ခွာခြားမှုကရေနံကိုအစိပ်ပိုင်းအမျိုးမျိုးဖြစ်ကွဲထွက်သွားစေပါတယ်အစိပ်ပိုင်းပေါ်တာတွေကအပေါ်ကိုတက်သွားပြီးလေးတာတွေကတော့အောက်ခြေမှာအနီထိုင်ကျန်ရစ်ပါတယ်အဆင့်တစ်အနေနဲ့အောက်ခြေ350ဒီဂရီစင်တီဂရိတ်နဲ့အထက်အပူဆုံးအပိုင်းမှာတော့အရန်လေးလက်နဲ့ကတရာနှင့်တင်ပေါ်ကြီးတွေမှာတုံးတဲ့အကြီးစားလောင်စာဆီတွေထွက်လာပါတယ်အဆင့်နှစ်မှာအပူချိန်ဟာ300ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး lubricating oil လို့ခေါ်တဲ့ engine oil စီကိုရရှိပါတယ်အဆင့်3မှာအပူချိန်ကို260ဒီဂရီစင်တီဂရိတ်မှာထားလိုက်တဲ့အခါဒီဇယ်ဆိုတဲ့အများအောက်ထွင်ဝန်ရိုးနဲ့ကုန်ကားတွေမှာသုံးတဲ့ဆီကိုရရှိပါပြီအဆင့်4မှာတော့အပူချိန်ကို180ဒီဂရီစင်တီဂရိတ်ထားလိုက်ပြီး paraffin လို့ခေါ်တဲ့လေယာဉ်ဆီကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ဆင့်အနည်းတဲ့အဆင့်5မှာတော့အပူချိန်120ဒီဂရီစင်တီဂရိတ်ဖြစ်ပြီးနပ်တာလို့ခေါ်တဲ့ဆီတစ်မျိုးကိုရရှိပါပြီသူ့ကိုတော့ပလတ်စတစ်ဂေါ်နဲ့ရာဘာလိုမျိုးပစ္စည်းတွေထုတ်လုပ်တဲ့နေရာတွေမှာသုံးတာပါအဆင့်6ကတော့ဓာတ်ဆီပါသူ့ကိုတော့အပူချိန်80ဒီဂရီစင်တီဂရိတ်မှာထားပြီးထုတ်လုပ်ရတာပါအဆင့်9မှာအပူချိန်20ဒီဂရီစင်တီဂရိတ်ပဲထားလိုက်တဲ့အခါ refinery gas လို့ခေါ်တဲ့မီသိန်း၊အီသိန်း၊ပရိုပိန်း၊ဘျူသိန်းရောနှိုးနေတဲ့ gas တစ်မျိုးကိုရရှိမှဖြစ်ပြီးထိုမှတစ်ဆင့်ထပ်ပြီးတန့်စစ်လိုက်တဲ့အခါ LPG လို့ခေါ်တဲ့ကားတွေနဲ့မီးဖို့ကြောင့်သုံး gas ကိုရရှိမှဖြစ်ပါတယ်ရေနံစိမ်းကိုချက်လုပ်တဲ့အခါဒီလိုမျိုးအသုံးဝင်တဲ့အရာတွေအများကြီးထွက်ပေါ်လာတာကြောင့်မို့ကမ္ဘာတစ်ဝက်လုံးမှာရေနံဆိုတဲ့အရာကယေတနာထိုက်တစ်ခုလိုတန်ဖိုးရှိလာနေတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်ဗဟုသုတရစေတယ်ဆိုရင်တခြားသူတွေလည်းသိရအောင် share ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ